Alpha အထူးကွန်မန်ဒိုစစ်စင်ရေးအဖွဲ့ဟာဘလောက်အခြေအနေထိအဆင့်မြင့်လဲဆိုရင်ကပတိန်ရဲ့လက်ဟန်ကြီးဟန်အချက်ပြမှုတစ်ချက်တည်းနဲ့တင်စစ်သားတွေအားလုံးဟာသူတို့ရဲ့ကိုပြောက်ဝတ်စုံတွေကိုချက်ချင်းအသက်သွင်းပြီးပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်အယောင်ပြောင်းလှုပ်ဝက်လိုက်ကြပါတယ်ကပတိန်မက်ဆီရဲ့ကုကဲမှုအောက်မှာသူတို့ဟာလူကူးခုံးကျော်တရားပေါ်ကိုတရွေ့ရွေ့နဲ့စတင်ခိုးဝင်ခဲ့ကြတာပေါ့အဲ့ဒီအချိန်မှာအပေါ်ကကင်းဆောင်တွေကတော့ဘာဖြစ်နေမှန်းလုံးဝမသိကြပါဘူးကင်းဆောင်တစ်ယောက်ကအောက်ကိုငုံပြီးတေချာကြည့်လိုက်တိုင်းစစ်သားတွေကထိုနေရာမှာတင်ကြောက်ရွံ့လိုငြိမ်သက်သွားခဲ့ကြပါတယ်ကင်းဆောင်ကပတ်ဝန်းကျင်ကိုအထက်ထက်အကဲခတ်ပေမဲ့ထူးခြားတာဘာမှမတွေ့တာကြောင့်နောက်ဆုံးမှာတော့တတိလက်လွတ်ဖြစ်သွားခဲ့ရတာပေါ့တပြိုင်နက်တည်းမှာပဲဒရုန်းတွေကိုလွတ်တင်လိုက်ပြီးအလိုလျောက်ပြစ်မှတ်ခွဲခြားသတ်မှတ်ရေးစနစ်တို့ပြောင်းလဲလိုက်ပါတယ်ကင်းဆောင်ကဒရုန်းတွေကိုတတိပြုမိတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီဒရုန်းတစ်စင်းကအခွင့်အရေးကိုအမိရဆွဲယူပြီးပြစ်ခတ်လိုက်တာကြောင့်ကင်းဆောင်ဟာထိုနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားဒါပြီးတာနဲ့ချက်ချင်းပဲစနိုက်ပါသမားကဘာရက်စနိုက်ပါရိုင်ဖယ်ကိုအသင့်ပြင်ဆင်ပြီးအမြင့်ပိုင်းနေရာကိုစီမိုးထိန်ချုပ်လိုက်ပါတယ်အောက်ခြေမှာတော့လက်နက်ကင်တပုံတွေဟာအန်နီယေကသူတို့စီကိုနီးကပ်လာနေပြီဆိုတာကိုလုံးဝမရိပ်မိကြသေးပါဘူးနှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်အယောင်းဝယ်ပြုလုပ်ဖို့ပြင်ဆင်နေကြဆဲမှာပဲကပတိန်မက်ဆီကလှုပ်ကြက်တက်ဖြတ်ရေးစစ်စင်ရေးကိုစတင်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတော့တယ်စနိုက်ပါသမားမိုက်ကအသက်ရှူနှုံးကိုတည်ငြိမ်အောင်ထိန်းပြီးမောင်းခလုတ်ကိုဆွဲညှစ်လိုက်ရာတနက်တချတက်ထဲနဲ့တင်လက်နက်ကင်တယောက်ကိုချက်ချင်းလဲသိပ်လိုက်ပါတယ်လက်နက်ကင်အဖွဲ့တွေကတော့သူတို့နဲ့လာဝယ်တဲ့သူတွေကသူတို့ကိုတစ္ဆာဖောက်ပြီးကြားဖြတ်တိုက်ခိုက်တယ်လို့အထင်မှားသွားကြတာပေါ့ဒါကြောင့်သူတို့ဟာရှုပ်ထွေးဆူညံမှုတွေကြားထဲကနေအပြန်လည်ပစ်ခတ်ကြပြီးတစ်ဖက်အဖွဲ့ကိုပါပစ်တက်လိုက်ကြပါတယ်အခင်းဖြစ်ပွားရာနေရာတစ်ခုလုံးဟာခဏချင်းတွင်းမှာတင်ပယံပရာတွေဖြစ်ပြီးရုံရင်းဆန်ခတ်ဖြစ်ကုန်ပါတော့တယ်တနက်တန်တွေပုံမပြင်းထန်လာတာနဲ့အမျှခိုင်းကောင်းဆောင်ဟာတရားမဝင်ငွေမဲတွေပြေးထည့်ထားတဲ့လက်ဆွဲအိတ်ကိုဆွဲယူပြီးကားနဲ့ထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့သူ့အတွက်ကန်ဆိုးသွားတာကတော့အပေါ်ကစနိုက်ပါသမားရဲ့ပြစ်မှတ်လောက်ချခြင်းကိုခံလိုက်ရတာပါပဲအဲ့ဒီခိုက်တက်မှာပဲစနိုက်ပါသမားကအမိန့်ရတာနဲ့တပြိုင်နက်ဖောက်ခွဲရေးကြီးစံကိုပြစ်ခတ်လိုက်ရာကားထဲကဂိုင်းကောင်းဆောင်ကိုတန်းစီပြီးပောက်ကွဲစင်ထွက်သွားစေခဲ့ပါတယ်ဒါပြီးတာနဲ့ချက်ချင်းပဲအက်ဖာစစ်သားတွေကလက်ဖြောင့်ချီမုံရေးရိုင်ဖယ်တွေနဲ့အတင်းဝင်စီးပြီးကြက်ရှိနေတဲ့ရန်သူတွေကိုလင်းမြန်စွာပဲအပြက်ရှင်းပစ်လိုက်ကြပါတယ်။ညမကြမီမှာပဲသူတို့ဟာအခြေအနေကိုထိန်းချုပ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေနျူကလ িয়ার ဘုံကိုဖြုတ်သိမ်းဖို့ပြင်ဆင်နေတော့မှာပဲ။ပို့ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကိုမတော်တဆသွားပြီးတတိပေးမိရတာဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့မြောက်ဖက်တကားကနေကိုပြောက်ဝစ်စုံတွေဝစ်ဆင်ထားတဲ့ရန်သူစစ်သားတဒါစင်ကျော်ဟာလှုပ်ဝက်ခိုးဝင်လာနေတာပဲဖြစ်ပါတယ်။နောက်တစ်စက္ကန့်မှာတင်မိုးရွာတလူမျိုးပြင်းထန်လာတဲ့ကြီးစံမှုတိုင်းတွေဟာသူတို့စီကိုဝန်းကနေလှိမ့်ဝင်လာပါတော့တယ်။ထို့နောက်စစ်မြေပြင်ထဲကိုဆက်ရုပ်စစ်ခွေးကြီးတစ်ကောင်ကဝင်းဝင်းကြွားကြွားနဲ့လှမ်းထွက်လာခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲမြောက်ဖက်တကားကကိုပြောက်ရန်သူတွေကလည်းအရှိန်အဟုန်နဲ့တိုးကပ်လာနေခဲ့တာပေါ့။ဒီလိုမျိုးဖြတ်အားပြင်းတဲ့လက်နက်ဆန်းနဲ့ရင်ဆိုင်ရတဲ့အခါအက်ဖာစစ်စင်ရေးအဖွဲ့ဟာဆက်ရုပ်ခွေးကြီးရဲ့ဘေးပတ်လည်ကနေတေချာပက်ရှောင်ရင်တိုက်ခိုက်ဖို့အခွင့်အရေးကောင်းကိုပဲစိတ်ရှည်လက်ရှည်ရှာဖွေနေခဲ့ရပါတယ်။အဖွဲ့ဝင်ချက်ကသူ့ရဲ့ဟိုလိုဂရမ်နီးပညာသုံးစစ်ဗျူဟာမြောက်လက်ပတ်နာရီကနေတဆင့်ကပတိန်မက်စီကိုအချက်ပြလိုက်ပါတယ်။ဆက်ရုပ်ခွေးကြီးရဲ့ဒီနေရာကိုလောက်ချပြီးတဲ့နောက်မှာတော့ကပတိန်မက်ဆီကလက်ကင်တုံးပစ်လောင်ချနဲ့ချက်ချင်းပစ်ခတ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီဆက်ရုပ်ခွေးကြီးကအံ့ဩစရာကောင်းလောက်အောင်လျင်မြန်တဲ့အရှိန်နဲ့တုံ့ပြန်လိုက်ပြီးသူ့မှာတက်ဆင်ထားတဲ့ကက်တလင်ဆက်တနက်ကိုအသုံးပြုကလေတူးထဲမှာတင်တုံးကြီးကိုကြား